ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်ဖျားသခင်ထံသို့တိုက်ရိုက်သွားပါထိုကာလ၌သင်တို့သည်ငါ၏နာမကိုအမိပြု၍ဆုတောင်းကြလိမ့်မည်သင်တို့အဖို့အလို့ငါသည်ခမဲတော်ကိုတောင်းမည်ဟုမဆိုအကြောင်းမူကားသင်တို့သည်ငါကိုချစ်ကြ၍ငါသည်ဖျားသခင်အထံတော်မှကြွလာသည်ကိုယုံကြသောကြောင့်ခမဲတော်သည်ကိုယ်တော်တိုင်သင်တို့ကိုချစ်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ပိုင်း26မှ29ဖျားသခင်၏သားတော်ကိုကိုယ်တော်၏ဖြစ်တည်တော်မူခြင်းထက်ပိုသောဂျောင်းဝင်ဖြန့်ပြီးသူမဖြစ်ပါစေနှင့်သင်တို့အဖို့အလို့ငါသည်ခမဲတော်ကိုတောင်းမည်ဟုမဆိုဟုယေရှုဖျားမိန့်ဆိုထားသည်တနည်းအားဖြင့်သင်တို့သည်ခမဲတော်ထံသို့တိုက်ရိုက်သွားရောက်နိုင်ခြင်းမရှိသည့်အလားငါသည်ခမဲတော်နှင့်သင်တို့အကြားဝင်ရောက်ပြောဆိုမည်မဟုတ်အဘဲကြောင့်သည်ခမဲတော်သည်ကိုယ်တော်တိုင်သင်တို့ကိုချစ်တော်မူ၏၎င်းသည်အံ့ဩဖွယ်ရာပင်ဖြစ်အရာအလုံးတက်ဆွမ်းတော်မူသောဖျားသခင်သည်မိမိမျက်မှောက်တော်သို့ကျွန်တို့ဝင်ရောက်မည်ကိုအလိုတော်မရှိသကဲ့သို့ထင်မှတ်မထားရမည်အကြောင်းယေရှုတတိပေးနေခြင်းဖြစ်သည်တိုက်ရိုက်ဟုပြောရ၌ယေရှုဖျားဆိုလိုသည့်အဓိပ္ပာယ်ဖြစ်သောသင်တို့ရဲ့တောင်းဆိုချက်တွေကိုဖျားသခင်ထံငါယူဆောင်ပေးမှာမဟုတ်ဘူးသင်တို့ကိုယ်တိုင်ပဲတိုက်ရိုက်ယူသွားကြဖျားသခင်ကသင်တို့ကိုချစ်တယ်သင်တို့ကိုယ်တိုင်လာကြဖို့ကိုယ်တော်အလိုရှိတယ်ဖျားသခင်ကသင်တို့ကိုစိတ်ဆိုးမှာမဟုတ်ဘူးဟု၍မိန့်တော်မူသောအရာကိုကျွန်ုပ်ဆိုလိုခြင်းဖြစ်သည်ယေရှု၏အသွေးတော်အားဖြင့်မှတပါးမိသည့်အပြစ်သားတဦးမျှခမဲတော်၏မျက်မှောက်တော်အတွင်းသို့ဝင်ရောက်ခွင့်မရှိသည်မှာအပြည့်အဝမှန်ကန်သောအရာဖြစ်ဟေဗြဲဩဝါဒစာခန်းကြီး10ပိုင်းငယ်19မှ20ယခုကိုတော်သည်ကျွန်ုပ်တို့အတွက်ဂျောင်းဝင်ဖြန့်ပြေပေးယောမဩဝါဒစာခန်းကြီး10ပိုင်းငယ်34ဟေဗြဲဩဝါဒစာခန်းကြီး9ပိုင်းငယ်25ခမဲတော်ထံကျွန်ုပ်တို့အတွက်ရှေ့နေလိုက်ထောက်ခံပေးသူဖြစ်ရှင်ယောဩဝါဒစာပထမဆုံးခန်းကြီး2ပိုင်းငယ်1ဖျားသခင်ပလီနော်ရှိ၌ကိုတော်သည်ကျွန်ုပ်တို့၏ယေဘရဟိမင်းကြီးဖြစ်ဟေဗြဲဩဝါဒစာခန်းကြီး4ပိုင်းငယ်15မှ16ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရဟုကိုတော်မိန့်ကြားခဲ့သည်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14ပိုင်းငယ်6မှန်ပေသည်သို့တော်ကိုတော်၏ဂျောင်းဝင်ဖြည့်ရှင်းပေးမှုကိုလိုအပ်သည့်ထက်ပိုမိုအသုံးချခြင်းမှယေရှုဖျားကာကွယ်နေခြင်းဖြစ်သည်သင်တို့ဖို့အလို့ငါသည်ခမဲတော်ကိုတောင်းမည်ဟုမဆိုအကြောင်းမူကားသင်တို့သည်ငါကိုချစ်ကြ၍ငါသည်ဖျားသခင်အထံတော်မှကြွလာသည်ကိုယုံကြသောကြောင့်ခမဲတော်သည်ကိုယ်တော်တိုင်သင်တို့ကိုချစ်တော်မူ၏ထိုရက်၌ယေရှုဖျားရှိတော်မူ၏ကိုယ်တော်သည်ခမဲတော်ဖျား၏အမျက်တော်ကိုကျွန်တို့ထံမှဖယ်ရှားပေးရန်ထာဝရတည်မြဲသောထာဝရအသက်ရှင်သောတသက်ကံအဖြစ်ထောက်ပံ့မဆလျက်နေမည်ဖြစ်သည်သို့သောကျွန်တို့ကိုယ်စားတောင်းလျှောက်ပေးရန်သို့မဟုတ်ခမဲတော်ဖျားနှင့်ကျွန်တို့အကြားဝေးကွာစေရန်သို့မဟုတ်ခမဲတော်၏နှလုံးသားသည်ကျွန်တို့အတွက်ပိတ်လျက်ရှိသည်သို့မဟုတ်ကျွန်တို့တိုးဝင်ခွင့်မရှိသောအရက်ဖြစ်နေစေရန်ကိုတော်သည်ထိုအရက်၌ရှိနေခြင်းမဟုတ်ကြောင်းခမဲတော်သည်ကိုတော်တိုင်သင်တို့ကိုချစ်တော်မူ၏ဟုသောစကားတော်ကိုမိန့်ဆိုခဲ့ခြင်းဖြစ်သည်ထို့ကြောင့်လာပါရဲရင်စွာဖြင့်တိုးဝင်ပါဟေဗြဲဩဝါဒစာခန်းကြီး4ပိုင်းငယ်16မျှော်လင့်ချက်အပြည့်ဖြင့်တိုးဝင်ပါအပြုံးတော်ကိုမျှော်လင့်လျက်တိုးဝင်ပါကြောက်ရွံ့စိတ်မရှိဘဲဝမ်းမြောက်ဝမ်းသာစွာဖြင့်တိုးဝင်ပါယေရှုကဖျားသခင်ထံသို့ဝင်ရောက်ရမည့်လမ်းကိုငါပြခဲ့ပြီယခုငါသည်ထိုလမ်းထဲသို့ဝင်ရောက်ရှောက်လန်းသွားတော်မည်ဟုမိန့်ဆိုလျက်ရှိသည်ဝင်လာခဲ့ပါယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်